Mystery Stories ကနေကြိုးဆိုပါတဲ့ကလေးတို့ရေဒီနေ့မမပြောပြမယ်ပုံမြင်လေးကတော့စကားများတဲ့မိတ်ကလေးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ကဲပုံမြင်လေးကိုစလိုက်ကြရအောင်။ဟိုးရှိတုန်းကရေကန်ကြီးတစ်ခုမှာစကားပြောရတာကိုအယံဝါသနာပါတဲ့လိတ်ကလေးတစ်ကောင်ရှိတဲ့။သူ့မှာငန်းဖြူမိတ်ဆွေ2ယောက်လည်းရှိတယ်။ဒီနေ့တော့ရေကန်ထဲမှာရေတွေခန်းလာလို့တခြားနေရာကိုပြောင်းမှုအတွက်ငန်းဖြူကလေးတွေကအကြံထုတ်ကြတယ်တဲ့။အဲ့ဒီမှာလိတ်ကလေးကိုဒုံတချောင်းကိုကိုက်ခိုင်းပြီးသူတို့ကတစ်ဖက်စီကနေမှားသွားဖို့ပေါ့ငန်းဖြူကလေးတွေကမှားတယ်တငယ်ချင်းလမ်းမှာဘသူဘာပြောပါဇက်လုံးဝမဖွင့်နဲ့နော်တဲ့အဲ့ဒီနောက်သူတို့တွေကောင်းကင်ရံကိုပြန်တက်သွားကြတာပေါ့ရွာတရွာပေါ်ကဖြက်ပြန်တော့အောက်ကလူတွေကဟာကြည်စမ်းမအောင်လိတ်ကြီးကပြန်နေတယ်ဟာလို့ဝိုင်းပြီးလှောက်ကြတာပေါ့အဲ့ဒီတော့လိတ်ကလေးကစကားပြန်ပြောဖို့ဆိုပြီးပါဇက်ဖွင့်လိုက်တဲ့အခါပြုံးဆိုပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားပါလေရောလိတ်ကလေးကသူ့မိတ်ဆွေတွေပြောတဲ့စကားကိုနားမထောင်မိလို့ဒုက္ခရောက်သွားရှာတာပေါ့ကွယ်။ဒါကြောင့်ကလေးတို့လည်းဖေဖေမေမေတို့ဆုံးမတဲ့စကားတွေကိုနားထောင်ပြီးလိမ့်လိမ့်မမနေရမယ်နော်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။အားလုံးပဲတတား